လာပါကျွန်မဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ရဲ့ business system တစ်ခု set up လုပ်တဲ့အခါမှာအရေးကြီးရဲ့အချက်တွေကိုကျွန်မဒီမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဖြိုးဇာဇာမောင်မှာ Genius Training Center ရဲ့ founder and master trainer တယောက်လည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ business system တစ်ခု set up လုပ်တော့မယ်ဆိုရင်အရင်ဦးဆုံးနံပါတ်1အရေးကြီးဆုံးကတော့ဘာလဲဆိုတော့ကိုယ့်လုပ်ငန်းရဲ့လက်ရှိအခြေအနေကိုပြန်ပြီးတော့သုံးသပ်ဖို့ဖြစ်ပါတယ်ဒီလိုမျိုး baseline assessment လုပ်တာကအရင်အရေးကြီးတယ်အဲ့တော့ဒီ baseline assessment လေးကိုတိတိကျကျလုပ်ထားမှသာလျှင်ကျွန်တော်တို့လုပ်ငန်းမှာဘယ်နေရာမှာ weakness တွေရှိလဲဘယ်နေရာမှာတော့ good points တွေရှိလဲဘယ်နေရာမှာတော့ပို့ပြီးတော့ဘယ်အပိုင်းတွေကိုတော့ပို့ပြီးတိုးတက်အောင်လုပ်ရမယ်ဘယ်အပိုင်းတွေကိုတော့ပိုကောင်းလာအောင်လုပ်ရမလဲဆိုတာကိုကျွန်တော်တို့ဒီနေရာမှာသိသွားမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော် baseline assessment တွေကိုတိတိကျကျလုပ်ဖို့အတွက်ကိုကျွန်မဒီဗီဒီယိုလေးမှာအဓိကမျှဝေပေးသွားခြင်းပါတယ်အဲ့တော့ baseline assessment လုပ်တော့မယ်ဆိုလို့ရှိရင်တော့နံပါတ်1အရေးကြီးဆုံးကတော့ကိုယ်တင်မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဒီ top management တွေမကောက်ကျွန်တော်တို့လုပ်ငန်းမှာရှိ middle management တွေပါရမယ်လိုအပ်ရင်ကျွန်တော်တို့ရဲ့ front line ကဒီဝန်ထမ်းတချို့လည်းပါမယ်ပြီးတော့သူတို့နဲ့အတူတူကျွန်တော်တို့ကမေးရမယ့်အချက်တွေရှိတယ်ကျွန်တော်အဲ့လိုသူတို့နဲ့အတူတူဆွေးနွေးရမယ့်အချက်တွေရှိတယ်အဲ့ဒါဘာကြီးလဲဆိုရင်ကျွန်တော်တို့ရဲ့လုပ်ငန်းရဲ့အယောင်းဆိုလဲအယောင်းပိုင်းနဲ့ပတ်သက်တဲ့အခါမှာကြုံရတဲ့ challenges တွေ problems တွေတော့သူတို့ရဲ့လုပ်ငန်းမှာအားသာချက်တွေအားနည်းချက်တွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းရဲ့ department လိုက်အမှာဆိုလို့ရှိရင် marketing ဆို marketing နဲ့ပတ်သက်တာ purchasing ဆို purchasing နဲ့ပတ်သက်တာ HR ဆို HR admin ဆို admin warehouse ဆို warehouse ဒီသက်ဆိုင်ရာ department အလိုက်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာဘယ်နေရာမှာအခက်အခဲတွေ challenges တွေရှိနေလဲအဲ့တော့ဘယ်နေရာတွေတော့ပို့ပြီးတော့တိုးတက်ကောင်းမွန်အောင်လုပ်ဖို့လိုအပ်တယ်ဘယ်နေရာမှာတော့ပြောင်းလဲတိုးတက်မှုတွေလုပ်ဖို့လိုအပ်တယ်ဆိုတာကိုကျမတို့တွေ baseline assessment ကိုတိတိကျကျလေးကျမတို့တွေ record လုပ်ထားဖို့လိုအပ်တယ်ပြီးမှပဲကျမတို့ business system တစ်ခု set up လုပ်သင့်တယ်အဲ့တော့ baseline assessment တေချာမလုပ်ထားဘဲနဲ့ကျမတို့တေချာတယ်ကျမတို့ business system တစ်ခုကိုကောင်းကောင်းမလုပ်နိုင်ပါဘူးဒါကြောင့်မို့ကျမရဲ့လုပ်ငန်းရှင်တွေကို baseline assessment တစ်ခုကိုတေချာလုပ်ဖို့အတွက်ဒီဗီဒီယိုလေးမှာအကြံဉာဏ်ပေးချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်